လိုင်းကမှကျွန်တော်အမြင်ကက်လို့ပြောမှာနော်အာကြီးဖန်နေကိုလည်းရှုံးသေးတယ်လီယာလည်းတိုက်ချင်းသေးတယ်ပြန်ပြီးတော့ဟမ်ကျွန်တော်တို့မန်ယူက UCM မကန်အောင်ဆိုရင်ထားပါဦးနော်အစစ်ဆန်ကကြာလို့ထားပါဦးပြီးခဲ့တဲ့ညတယ်ကျွန်တော်တို့အာကြီးဖန်နေကျွန်တော်ပြောမှာကျွန်တော်တို့မန်ယူဖန်အစစ်ဆန်ကကြာတယ်ဆိုရင်လည်းကျွန်တော်တို့မန်ယူဖန်နေရတော့အစစ်ဆန်ကနဲ့ FA ဖလားကိုရောင်းအောင်ယူခဲ့သေးတယ်အာကြီးကိုလေမမိသေးလားတော့မသိပါဘူးနော်တပွဲထဲမှာနှစ်ခါရှုံးသွားတာလေ10ယောက်17ယောက်ပေးကန်လည်းမနိုင်ဟမ်မမိသေးလားကျွန်တော်ပြောချင်နေတာတော့ကျွန်တော်ကဘယ်လိုခေါ်မှကျွန်တော်အရင်ကြီးမပြောချင်သူများအသိကိုဗလိန်းတာတော့မဟုတ်ပြပြတာပါကျွန်တော်တို့အသိကိုဗလိန်းလို့နော်အစင်းစံကနဲ့ FA ဖလားရခဲ့သေးတယ်နော်ခင်ဗျားတို့အငါကြီး FA ဖလားမဲ့တဲ့ဘယ်နည်းနည်းရှိပြီခါရဘောင်မရတဲ့ဘယ်နည်းနည်းရှိပြီဟမ်ပရီးမီးယားလိအစင်းတစ်ကနဲ့ပြပြီးဒုတိယလူပဲခင်ဗျာဘယ်နည်းနည်းဖြစ်နေလဲကျွန်တော်မင်္ဂဖလားတော့ရဘူးသေးလားအဆင့်15ပဲနဲ့နော်တိဘူးနော်ချန်ပီယံလိဆိုရင်လည်းကိုရီးယားမကန်တာနော်ကိုရီးယားရပြီးသား3လုံးတော့နော်ပြတာပါနော်တချို့အိုင်ဖန်နေတိဘူးနော်လေရန်တိုက်လုံးနေကိုလည်းရှုံးသေးတယ်အောက်နော်လေလည်းတိုက်ခံရသေးတယ်ပြန်ပြီးတော့ဟမ်လေရန်မတိုက်နေကိုတင်းကိုပြန်ကြည့်ဦးနော် FA မရတာဘယ်နှစ်နှစ်ဟဲ့လားခါရဘောင်မရတာဘယ်နှစ်နှစ်ဟမ်UCM ရတာဆိုအနှစ်ဘယ်လောက်ဖြစ်နေလဲဟိုမမွေးခင်နေဟမ်စဉ်းစားနော်ကိုပြန်ပြီးကိုအတင်းကိုပြန်စဉ်းစားကြည့်လိုက်နော်ကျွန်တော်တို့တခုရှိသေးတယ်ဗျကျွန်တော်မန်ဖန်တွေပြောတယ်ဘာဖြစ်လဲမမောင်လင်းသိန်းတာကျွန်တော်မမောင်လင်းသိန်းတယ်ဆိုတာကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်အတင်းကြီးဘယ်လိုပဲဖြစ်ဖြစ်အသွင်းခံတော့ကျွန်တော်မြန်မာလူမျိုးသိန်းလို့ဂုံယူတယ်ဒါပေမဲ့တခုရှိရနော်ကျွန်တော်တို့ကတသိန်းလုံးသွင်းခံရတာမဟုတ်ဘူးလားမြင်ခင်ဗျားတို့အာကြီးဖန်တွေပြန်ရှာကြည့်ပါဦးအာကြီးဖန်စစ်ဆိုရင်သိရနော်နော်ကိုအာကြီးဟိုနော်မြန်မာတသိန်းလုံးပဲရှိတယ်နော်အသွင်းခံရတာမြန်မာတွေနဲ့အသွင်းလာတာကိုမှတ်မိသေးလားအာကြီးဖန်စင်တော့သိပါတယ်နော်ဒါလေးပဲပြောမယ်နော်ကိုတော့ဟိုဖြစ်ကြည့်ကိုပြန်စဉ်းစားကြည့်ကိုအသိအကြောင်းကိုပြန်ပြီးလေ့လာကြည့်လိုက်အောင်နော်သူများအသိကိုလေ့တိုက်ချင်းသူများအသိကဓာဘီဆိုတာငမ်းမယ်ဆိုတာပြောမယ်ဆိုတမိုင်းကိုပြန်လာတမိုင်းဆိုတာလန်ကျင်တိုင်းလန်မယ်တမိုင်းရှိလို့လားအာကြီးမှာအာကြီးမှာလန်အောင်တမိုင်းလဲဘာမှလည်းမရှိဘူးနော်ဖလားဆုံးသူတို့မယ်မတလုံးပဲရှိတော့တယ်ဟုတ်လားနော်ကွန်ဖန်လီတလုံးပဲရှိတော့တယ်နော်ဖလားဆုံးမှုဘယ်တင်းဖလားဆုံးရှိလဲမယ်စဉ်းစားနော်ကိုအတင်းကိုပြန်စဉ်းစားပြီးမှသူများအတင်းကိုလေတိုက်